အားလုံးပဲမင်္ဂလာပါရှင်ဝေဆန်းဆဲပညာဒါန class ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်စနေတို့အခုဆိုရင်သင်လာတာဆိုရင်သင်ခန်းစာအခန်း9ထိရောက်လာပါပြီအဲ့တော့ဒီနေ့သင်ပေးမယ့်သင်ခန်းစာကအခန်း9ဝေါဟာရရဲ့ grammar ရဲ့သူနဲ့သက်ဆိုင်တဲ့လေ့ကျင့်ခန်းတွေကိုသင်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့အခန်း9ကိုအရင်ဆုံးဝေါဟာရလေးဆက်ပြီးတော့ကြည့်ပေးပါပထမဆုံးဝေါဟာရမှာဆိုရင်ကျွန်တော်တို့ဒီမှာဆိုရင် ikimas ဆိုတာကဘာကိုပြောရလဲဆိုတော့သွားသည်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာเนาะအဲ့တော့သွားတာကိုပြောချင်တယ်ဆိုရင် ikimas လို့ပြောပါမယ် ikimas အဲ့တော့အတန်ထွက်တဲ့အခါမှာနောက်က mas ကိုပြပြတသားလုံးဝကြီးကြီးလေးလေးနဲ့ထွက်ပေးပါနောက်ကစအတန်လေးပါပါမယ် mas ikimas ဖြစ်သွားပါမယ်နောက်ကလာသည်ကကြတော့ kimas လာသည် kimasပေါ့နော် kimas ဆိုတာကလာသည်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါအဲ့တော့များသောအားဖြင့်အကြောင်းသားအများစုပေါ့နော်ဒီသွားတာနဲ့လာတာကိုအဲ့ဒီနှလုံးကိုများသောအားဖြင့်ရောတာတွေများပါတယ်အဲ့တော့ကြက်တဲ့ခါကျရင်တေးချာလေးကြက်ပြပါနော်သွားတာက ikimas လာတာကကြတော့ kimas နောက်တစ်ခုပြန်သည်ကကြတော့ kaerimas ဆိုတာကပြန်သည်เนาะအဲ့တော့ဒီအခန်းကမှာဆိုရင်ဘက်ကအဲ့ဒီသုံးလုံးပဲရှိမယ်သွားတာရဲ့လာတာရဲ့ပြန်တာရဲ့သွားတယ်ဆိုရင် ikimas လာတယ်ဆိုရင် kimas ပြန်တယ်ဆိုရင် kaerimas ပေါ့နော်ပြောမယ်ဆိုရင်တော့အခုလက်ရှိသင်မယ့်သင်ခန်းစာအခန်းကကြတော့သူကဥတီယာတွေကိုဖော်ပြတဲ့စကားလုံးဖြစ်တဲ့အတွက်လက်ရှိအခန်းကမှာအဲ့ဒီသုံးလုံးပဲသုံးပေးထားပါတယ်အားဆိုရင်နောက်ထပ်စကားလုံးဆက်သွားမယ်ဆိုရင်နောက်တစ်ခုကကြတော့ gakko ဆိုတာကကျောင်းကိုပြောတာပါကျောင်းကိုကြတော့ gakko အောက်ကကြတော့ super ဆိုတာက supermarket เนาะအင်္ဂလိပ်စာနေပြီးတော့ပြန်ယူထားတာပါအဲ့တော့ပုံမှန်ဆိုရင်တော့ supermarket ကိုပြောချင်အရှည်ပြောမယ်ဆိုရင် supermarket ဆိုပြီးတော့ပြောတယ် supermarket အဲ့တော့ဥမာနောက်က market ဖြုတ်ပြီးတော့အတူကောင်းနေနဲ့ super ဆိုပြီးတော့ပြောထားတာပါအတန်ဆွဲပြီးတော့ထွက်ပေးပါမယ် super ဆိုပြီးတော့မထွက်ဘဲနဲ့ super ဆိုပြီးတော့နော်နောက်ထပ်တစ်လုံးကကြတော့ eki ဆိုတာကဘူတာယုံပြောတာပါ hikoki လေရင်ပြန် funne သင်္ဘော dansha ယထာ chika desu မြေအောင်ယထာ shinkansen ကြည်စံယထာပေါ့နော်ဂျပန်မှာကျတော့ယထာတွေကများတယ်ပေါ့နော်ဒီပြောမယ်ဆိုရင်တော့ယထာပုံမှန်ယူယထာကိုပြောချင်တယ်ဆိုရင်တော့ dansha မြေအောင်ယထာဆိုရင်တော့ chika desu ကြည်စံယထာဆိုရင်တော့ shinkansen ဆိုပြီးတော့ခေါ်ပါတယ်အောက်ကကျတော့ bus ဆိုတာက bus ပေါ့နော် bus bus ကားကိုပြောထားတာပါအဲ့တော့သူလည်းအင်္ဂလိပ်စာနေပြန်ပြီးတော့သုံးလိုက်တဲ့အခါကျတော့ bus ဆိုပြီးတော့ဖြစ်သွားတယ်အောက်ကကျတော့ takushi ဆိုတာကတက္ကစီကိုပြောတာเนาะအဲ့တော့အင်္ဂလိပ်စာသူလည်းအဲ့ဒီအတိုင်းပဲတက္ကစီကိုဂျပန်လိုပြောချင်တယ်ဆိုရင် takushi ဆိုပြီးတော့ပြောပါတယ်နောက်ထပ်တစ်လုံးက jitansha စပိန်မှာเนาะ jitansha အောက်က aruite ဆိုတာကခြေချင်းလမ်းလျှောက်ပြီးကိုပြောတာပါခြေချင်းလမ်းလျှောက်ပြီးကဲပါအစင်နောက်တစ်မျက်နှာမှာဆိုရင်တော့အောက်က hito ဆိုတာကလူကိုပြောချင်တယ်ဆိုရင် hito နောက်ထပ်တစ်လုံးက tomodachi เนาะ tomodachi ဆိုတာကတငယ်ချင်းမှာအောက်ကနောက်တစ်ခုက kare ဆိုတာကကောင်လေးပေါ့နော်ကိုရဲ့ချစ်သူကြီးစားကိုပြောတဲ့အခါမှာဆိုရင် kare သုံးလို့ရပါတယ်နောက်ထပ်တစ်လုံးက kanojo ဆိုတာကသူလည်းအတိုင်းပဲကိုရဲ့ဒီသမီးစားပေါ့နော်ကိုရဲ့ချစ်သူကြီးစားကိုပြောချင်တယ်ဆိုရင်လည်း kanojo အပေါ်ကကျတော့ကောင်လေးပေါ့နော်ခတဲ့အောက်ကကောင်မလေးဆိုရင် kanojo ဖြစ်သွားပါမယ်နောက်ထပ်တစ်လုံးက kazoku ကမိသားစု hitori de တယောက်တည်းအောက်က sanshu ပြီးကြတဲ့ပတ် khonshu ဒီအပတ်အောက်က laishu လာမယ့်ပတ်ပေါ့နော်အဲ့တော့ရက်တစ်ပတ်ကိုပြောချင်တဲ့အခါမှာပြီးခဲ့တဲ့အပတ်ဆိုရင်တော့ sanshu
ဒီအပတ်ဆိုရင် conshu လာမယ့်အပတ်နောက်ပတ်ကိုပြောချင်တယ်ဆိုရင် like shoot ဆိုပြီးတော့ပြောမယ်၃ခုရှိပါမယ်အဲဆိုရင်ဒါကကြတော့ဒီရက်တရပတ်တွေနဲ့ပတ်သက်ပြီးတော့ပြောသွားတာပေါ့နော်နောက်ခုလာနဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင် sangesu ပြီးခဲ့တဲ့လကိုပြောတာပါ sangesu အဲ့တော့ဒီလကိုပြောချင်တယ်ဆိုရင်တော့ kongesu လို့ခေါ်ပါတယ်လာမယ်လားဆိုရင်တော့ raigesu လာမယ်လားပါအဲ့တော့နောက်တစ်ခုကကြတော့နှစ်ကိုပြောမယ်ဆိုရင်တော့ kyonen ဆိုတာကပြီးခဲ့တဲ့နှစ်မနှစ်ကဟုတ်ကဲ့အဲ့တော့ဒီနှစ်ဆိုရင်တော့ဂျပန်လို kotoshi လို့ပြောပါတယ် kotoshi လာမယ့်နှစ်ဆိုရင်တော့ right nan ဖြစ်သွားပါမယ် right nan เนาะအဲ့တော့ပြောမယ်ဆိုရင်တော့၃ခုစီရှိမယ်ပြီးခဲ့တဲ့အပတ်ဆိုရင်တော့ sanshu ဒီအပတ်က konshu လာမယ့်အပတ်ဆိုရင် laishu ပြီးခဲ့တဲ့လဆိုရင်တော့ဘာဖြစ်မှာလဲဆိုရင် sangesu ဒီလဆိုရင် kongesu လာမယ့်လဆိုရင်တော့ laigesu ရမယ်နော်အဲ့ဒါနှစ်ကကြတော့ပြီးခဲ့တဲ့နှစ်ကိုပြောချင်တယ်ဆိုရင် kyonen ဆိုပြီးတော့အတန်မထုံနော်နောက်ကဥနဲ့အတန်မဆွဲပါဘူး kyonen အဲ့ဒါဒီနှစ်ဆိုရင်တော့ kotoshi လာမယ့်နှစ်ဆိုရင်တော့ right net ဆိုပြီးတော့ဖြစ်သွားပါမယ်အဲ့ဆိုရင်နောက်တစ်ခုကကြတော့နှစ်တွေကိုရေတွက်တဲ့အခါမှာဆိုရင်ဘာနဲ့ရေတွက်မလဲဆိုရင်နာနဲ့ရေတွက်ပြပါမယ်ဥမာတစ်နှစ်ဆိုရင်ichiနဲ့နှစ်နှစ်ဆိုရင်niနဲ့သုံးနှစ်ဆိုရင်sanနဲ့လေးနှစ်ဆိုရင်yonနဲ့เนาะအဲ့လိုမျိုးနှစ်တွေကိုရေတွက်ချင်တယ်ဆိုရင်နာနဲ့ရေတွက်ပြမယ်အဲ့တော့နှစ်ကိုမေးမယ်ဆိုရင်တော့ဘာနဲ့မေးမလဲဆိုတော့နန်းဆိုပြီးတော့မေးပါမယ်နန်းဆိုတာကဘယ်နှစ်ဘယ်နှစ်လဲပေါ့เนาะအဲ့လိုမျိုးမေးထားတာပါနောက်တစ်ခုလကိုရေတွက်တဲ့အခါမှာဆိုရင်ဘာနဲ့ရေတွက်မလဲဆိုရင်ဂါစုနဲ့ရေတွက်ပေးပါမယ်ဂါစုတစ်လပိုင်းဆိုရင်1ဂါစု2လပိုင်း2ဂါစု3လပိုင်း3ဂါစု4လပိုင်း4ဂါစု5လပိုင်း5ဂါစု6လပိုင်း6ဂါစု9လပိုင်း7ဂါစု8လပိုင်း8ဂါစု9လပိုင်း9ဂါစု10လပိုင်း10ဂါစု17လပိုင်းဆိုရင်11ဂါစု12လပိုင်းဆိုရင်12ဂါစုဆိုပြီးရဖြစ်သွားမယ်အဲ့ဒီထဲကမှချင်းချက်က3လုံးရှိပါမယ်4လပိုင်းရယ်9လပိုင်းရယ်9လပိုင်းရယ်နော်4လပိုင်းဆိုရင်10ဂါစု9လပိုင်းဆိုရင်7ဂါစု9လပိုင်းဆိုရင်9ဂါစုနော်အဲ့တော့လောက်မေးတဲ့အခါမှာဘယ်လိုမေးမလဲဆိုရင်နန်ဂါစုဆိုပြီးတော့မေးမယ်နန်ဂါစုဆိုတာကဘယ်လဘယ်နှလပိုင်းလဲလို့မေးတာပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်တော့အပွားဟာနဲ့ပြောလိုက်မယ်ဆိုရင်တော့ဒီခွန်ကဲစုကနန်ဂါစုですかခွန်ကဲစုဆိုတာဒီလကနန်ဂါစုですかနော်ဘယ်နှလပိုင်းလဲအဲဆိုရင်ဒီလ10လပိုင်းဆိုရင်ဂျီဂါစုですနော်အဲ့လိုမျိုးဖြစ်ပြပါမယ်အဲ့ဆိုရင်နောက်တစ်ခုကကြတော့ဒီမှာဆိုရင်1ရက်နေ့2ရက်နေ့ရေတက်တဲ့အခါမှာဆိုရင်သူကကြတော့1ရက်နေ့ကနေပြီးတော့10ရက်နေ့ထိချင်းချက်ပါမယ်ပြီး20ရက်နေ့14ရက်နေ့24ရက်နေ့ပေါ့နော်ချင်းချက်လေးတွေပါပါမယ်နည်းနည်းလေးကြက်ရခတ်တဲ့ဝါဟာရစလုံးတွေဖြစ်တဲ့အတွက်တေချာလေးမှတ်သားပြီးတော့ကြက်စီကြပါရဲ့နော်အဲ့ဆိုရင်ပထမဆုံး1ရက်နေ့ကိုဂျပန်လိုပြောမယ်ဆိုရင်စူအီတာချီလို့ပြောပါတယ်စူအီတာချီ1ရက်နေ့2ရက်နေ့ကဖိုစက2ရက်နေ့မစ်က3ရက်နေ့ယောက4ရက်နေ့イスが5ရက်နေ့မုイカ6ရက်နေ့နာနိုက9ရက်နေ့ယောက10ရက်နေ့အမဆိုရင်ချင်းချမ်းနှစ်ခုကြည့်မယ်ဆိုရင်ချင်းချမ်းဆိုတာထက်ပေါ့နော်မှားနိုင်တဲ့စကားလုံးနှစ်ခုရှိတယ်4ရက်နေ့နဲ့ဘာဖြစ်မလဲဆိုရင်10ရက်နေ့ဆိုပြီးတော့ရှိပါမယ်เนาะ4ရက်နေ့နဲ့10ရက်နေ့အမ4ရက်နေ့ကကြတော့ပြောမယ်ဆိုရင်တော့အတန်ဆောင်းပြီးတော့အတန်ထွက်မယ်ယောက10ရက်နေ့ကကြတော့ယောကအတန်ဆွဲတယ်ပေါ့နော်ယောကအဲ့တော့နောက်တစ်ခုသွားမယ်ဆိုရင်ဒီ9ရက်နေ့ဆိုရင်တော့ခိုနိုက9ရက်နေ့ကခိုနိုက10ရက်နေ့ဆိုရင်တော့တိုးကနော်အဲ့တော့14ရက်နေ့ဆိုရင်ဂျူယောက20ရက်နေ့ကဟာစုက24ရက်နေ့ဆိုရင်တော့နီဂျူယောကဆိုပြီးရဖြစ်သွားမယ်ကျန်တဲ့နေ့ရက်တွေကိုကြတော့ဘာနဲ့ရေတွက်မိမယ်ဆိုရင်နီချီနဲ့ရေတွက်ပေးပါမယ်အဲ့တော့မေခွန်းမှာဆိုရင်တော့နန်းနီချီဆိုတာကဘယ်နှစ်ရက်နေ့ဘယ်ရက်လဲလို့မေးရပါနော်အဲ့တော့ဒီမှာဆိုရင်ချင်းချမ်းမှာဆိုရင်1ရက်နေ့ကနေပြီးတော့10ရက်နေ့ထိရှိမယ်ပြီးရင်14ရက်
24ရက်20ရက်နေ့ဆိုပြီးရရှိမယ်အဲ့တော့ကြန့်ရှိနေတဲ့နေ့ရက်တွေကိုကြတော့ဘာနဲ့ရေတွက်ပေးမလဲဆိုရင်နေ့ချီနဲ့ရေတွက်ပေးပါမယ်ကိန်းကနန်းရေတွက်တဲ့အတိုင်းပဲရေတွက်သွားမှာပါနော်အခုဒီမှာဆိုရင်10ရက်နေ့ရာကြတော့တိုးက17ရက်နေ့ကိုပြောချင်တယ်ဆိုရင်11日12ရက်နေ့ဆိုရင်12日13ရက်နေ့ဆိုရင်13日เนาะအဲ့လိုမျိုးကိန်းကနန်းရေတွက်တဲ့အတိုင်းပဲရေတွက်သွားမယ်အဲ့တော့25ရက်နေ့ဆိုရင်တော့25日เนาะအဲ့လိုမျိုးဖြစ်သွားမယ်31ရက်နေ့ဆိုရင်31日30ရက်နေ့ဆိုရင်တော့30日ဆိုပြီးတော့ဖြစ်သွားပါမယ်ရပါမယ်เนาะအဲ့ဒါဆိုရင်အမှနောက်တစ်ခုဆက်ပြီးတော့ပြောမယ်ဆိုရင်いつနော်ဤဆိုတာကဘယ်ချိန်ဘယ်တော့လဲပေါ့နော်ဘယ်တော့ကလဲဆိုပြီးတော့ပြောမယ်ဆိုရင်ဤနဲ့မေးပေးပါမယ်အဲ့တော့သူကကြတော့အချိန်ကာလတစ်ခုကိုမေးချင်တဲ့အခါမှာဤဆိုပြီးတော့မေးပါမယ်အောက်ကကြတော့တန်ကြောပြီကမွေးနေ့ကိုပြောတာပါโอเคပါအဲ့ဆိုရင်နောက်ဆုံးစာမျက်နှာလေးကိုဆက်ပြီးတော့သွားပါမယ်เนาะဝဟာရနောက်ဆုံးစာမျက်နှာမှာဆိုရင်သူကဖတ်စာအုပ် run shoot စီလေ့ကျင့်ခန်းစီမှာပါမယ်ဝဟာရစလုံးလေးတွေကပါလဲဆိုရင်そうですねဆိုတာကဟုတ်တယ်နော်ဟုတ်သားပဲနော်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပါနော်そうですねမဟုတ်ဘဲနဲ့နောက်ကဆိုလေးမှာဥလေးနဲ့အတန်ဆွဲပြီးတော့ဖတ်ပေးပါမယ်そうですねအောက်ကခိုင်ဝစကားလုံးမှာပါမယ့်ဟာကကြတော့どうもありがとうございましたどうもありがとうございましたဆိုတာကကျေးဇူးများတင်ပါတယ်ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါအောက်ကအဲ့တော့တစ်ဖက်လူကကိုယ့်ကိုကျေးဇူးတင်စကားပြောတဲ့အခါကျရင်ကိုကဘာပြန်ပြောပြီးမလဲဆိုရင်どういたしましてဆိုမဟုတ်တာရတဲ့ကိစ္စမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပါနော်どういたしましてအောက်ကနောက်တစ်ခုကကြတော့ဘန်းဆန်ဆိုတာကဈဉ္ကြံနံပါတ်ကိုပြောတာနော်ဘူရာယုံ platform နံပါတ်တွေကိုပြောချင်တယ်ဆိုရင်ဘန်းဆန်အဲ့တော့ဈဉ္ကြံနံပါတ်1ဆိုရင်1番線ဈဉ္ကြံနံပါတ်2ဆိုရင်2番線အဲ့လိုမျိုးရေးတတ်သွားမယ်နော်အောက်က次のဆိုတာကနောက်လာမိဆိုတဲ့အဓိပ္ပာယ်ပါ次のနောက်လာမိအဲ့တော့နောက်လာမဲ့ယထာဆိုရင်次の電車နောက်လာမဲ့သူဆိုရင်တော့次の人နော်အဲ့လိုမျိုးသုံးမယ်အောက်ကကြတော့ဖူးဆိုတာကရိုးရိုးယထာတွေကိုပြောချင်တာเนาะရိုးရိုးတာမန်ယထာဆိုရင်တော့ဖူးအောက်ကကြတော့ Q ခိုးဆိုတာကတော့အမြန်ယထာကိုပြောတာပါအဲ့တော့နောက်တစ်ခုကကြတော့တုတ် Q ဆိုတာကအထူးအမြန်ယထာပေါ့เนาะလုံးဝအမြန်ယထာဖြစ်သွားပါပြီတုတ် Q ရပါမယ်เนาะအဲ့တော့ကြက်ကမဲ့ထဲမှာတော့အဲ့ဒီတုတ် Q ထိပဲကြက်ပေးရပါပြီအောက်ကကြတော့ပြောမယ်ဆိုရင်နေရာနာမည်တွေမြို့နာမည်တွေဖြစ်တဲ့အတွက်ဒီတိုင်းလေးပဲမှတ်သားထားပြီးရပါတယ်နော်အဲ့တော့ဒီမှာဆိုရင်နောက်မှာဆိုရင်ခိုးရှင်းနော်ခိုးရှင်းဆိုတာကခိုးရှင်းမြို့ကိုပြောတာပါနော်အိုဆာခါနီးမှာရှိတဲ့မြို့နာမည်လေးကိုပဲပြောတာပါနောက်တစ်ခုကကြတော့အိုဆာခါကျော်ဆိုတာကအိုဆာခါရဲတိုက်เนาะသူကကြတော့အိုဆာခါမှာလုံးဝနာမည်အကြီးဆုံးရဲတိုက်ပေါ့เนาะပြောမယ်ဆိုရင်တော့အိုဆာခါကျော်ဆိုပြီးတော့တန်ထွက်ပေးပါတယ်အဲ့ဆိုရင်အဲ့တော့ဒီနေ့သင်တာကပေါ့เนาะဒါအခန်း9ရဲ့ဝဟာရလေးတွေကိုအရင်ဆုံးသင်ပေးသွားတာဖြစ်ပါတယ်အဲ့တော့နောက်ရက်မှာဒီအခန်း9နဲ့ပတ်သက်တဲ့ပေါ့เนาะကြန့်ရှိနေတဲ့ grammar နဲ့ဒီလေ့ကျင့်ခန်းလေးတွေကိုဆက်ပြီးတော့တင်ပေးသွားမှာမို့လို့စောင့်မျှော်ကြည့်ရှုပေးပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်